အားလုံးပဲမင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ကြပါစေဗျာကျွန်တော်ဒီနေ့ပြောပြမှာကတော့ထိုင်းနိုင်ငံရောက်နေပြီးတော့TikTok Shop ကနေပြီးတော့ဈေးဘယ်လိုဝယ်ရမှန်းမသိသေးတဲ့သူတွေအတွက်ဈေးဝယ်နည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီဗီဒီယိုကထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့သူများအတွက်တော့ဖြစ်ပါတယ်ဗျာဒါဆိုရင်စလိုက်ကြရအောင်ဗျာကဲဒါဆိုTikTok ရဲ့ဝင်ကြရအောင်ဗျာဒီနားလေးမှာ TikTok Shop ဆိုတာလေးရှိပါတယ် TikTok Shop ဆိုတာလေးကိုနှိပ်လိုက်ပါအခုမှစပြီးကောင်းဖွင့်တဲ့ဖုန်းတွေကတော့TikTok Shop က2ရက်လောက်နေမှာပေါ်လာတတ်ပါတယ်ဒါကတော့ကျွန်တော်တို့ delivery fee voucher တွေဖြစ်ပါတယ်ဗျာဒါတော့59ဘတ်ထပ်ဝယ်ရတဲ့အတွက်39ဘတ် delivery fee voucher ရရှိမှာဖြစ်ပါတယ်ဗျာဒါတော့150ဘတ်ထပ်ပါဒီ voucher ရဲ့တော့တရားမတူဘူးပေါ့ဗျာအခုမှစသုံးတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့ရတတ်ပါတယ်ဗျတချို့ပစ္စည်းတွေဆိုကျွန်တော် free နီးပါးထိတောင်ရရှိကြပါသေးတယ်ဟုတ်ကဲ့ပါဈေးဝယ်မှာဆိုတော့အရေးကြီးဆုံးကတော့လိပ်စာပါဗျာလိပ်စာထည့်ဖို့အတွက်ဒီအပေါ်နားလေးက address ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဟုတ်ကဲ့ပါဒါရကျွန်တော်အရင်နေခဲ့နေရတဲ့လိပ်စာတွေပါလိပ်စာထည့်မှာဆိုတော့ address ကိုနှိပ်လိုက်ပါဒီနေရာမှာတော့နာမည်ထည့်ပေးရပါမယ်ကျွန်တော်ကတော့ TikTok ကထည့်ပေးထားတဲ့နာမည်လေးကစလုံးလေးလှနေဖြစ်တဲ့အတွက်မပြောင်းတော့ပါဘူးတိုင်းလေးပဲထားလိုက်တော့ပါမယ်ဒီနေရာမှာကိုယ်နာမည်ကိုထည့်ရင်ပိုကောင်းပါလေဗျာတယောက်ကတော့ဖုန်းနံပါတ်ပါဖုန်းနံပါတ်ကတော့ပစ္စည်းယူမယ်ဖုန်းနံပါတ်ကိုထည့်ပေးတင်ပါတယ်မိမိကိုယ်တိုင်ယူမယ်ဆိုရင်တော့ကိုယ်တိုင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ထားတင်ပါတယ်စကားပိုင်းမတက်လို့ထိုင်တရားကိုယူခိုင်းမယ်ဆိုရင်လည်းသူတို့ရဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာထည့်ပေးထားလို့ရပါတယ်ဗျာဒါတွေကတော့အာနာတာကိုဘာလို့ဖြစ်တတ်တာမလို့ကိုယ်တိုင်ယူရတော့ကောင်းဆုံးပေါ့ဗျာကျွန်တော်ဖုန်းနံပါတ်ပဲထည့်ထားပါတယ်ဒီရင်ဒီအောင်မှာတော့ထိုင်းနိုင်ငံဖြစ်တဲ့အတွက်ထိုင်းနိုင်ငံပဲပေါ်နေပါလေဒီရင် celebration ကိုတစ်ချက်နေလိုက်ပါဟုတ်ပါဒီနေရာမှာကျွန်တော်တို့မြန်မာလို့ဆိုရင်တော့မြို့နယ်တွေလို့ပြောလို့ရပါတယ်ဗျာမြို့နယ်တွေကြာလာပါပြီကျွန်တော်ကတော့လော်ဆယ် Prajinpuri ရောက်နေဖြစ်တဲ့အတွက် Prajinpuri ကိုရှာလိုက်ပါမယ်တွေ့ပါပြီ။ဒါ Prajinpuri တွေက Kapinpuri မှာနေရာဖြစ်တဲ့အတွက် Kapinpuri ကိုနှိပ်လိုက်ပါမယ်။ဒီရင် postcode ဆိုတာကြားပါတယ် postcode ကိုမိနေတဲ့နေရာရဲ့ postcode ကိုထည့်ပေးရပါမယ်။ကျွန်တော်ကတော့2940ဖြစ်တဲ့2940ပဲထည့်လိုက်ပါမယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ဆင်ပြီးသွားပြီပေါ့ဗျာ။ဒီရင်ကျွန်တော်တို့အောက်က under address and town ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။ဒီနေရာမှာတော့ကျွန်တော်လိပ်စာအပြည့်စုံထည့်ပေးလို့လိုပါတယ်။အပြည့်စုံမထည့်လဲအဲ့နံပါတ်လေးထည့်ရင်လည်းရပါတယ်ဗျာ။အဲ့လိပ်စာကိုဘယ်လိုယူရမှာမသိသေးရင်လည်းကျွန်တော်တို့အိမ်နေမှာမီတာပုံးတွေပါရှိတတ်ပါတယ်ဗျာအိမ်မှာရှာကြည့်လို့ရပါတယ်ဒါမှမဟုတ်ကိုနေနေရာကိုဒိုင်းတရားရောက်ကိုမေးမြန်းတာဖြစ်ဖြစ်ပြုလုပ်ပြီးတော့ကျွန်တော်လိပ်စာရောက်နိုင်ပါတယ်ဗျာရှိတာကတော့လည်းပါတယ်ခုရှာလိုက်အောင်ပါပဲဗျာဟောကျွန်တော်ကတော့ကျွန်တော်နေနေရာကိုမီတာဖုန်းပေါ်နေပြီးတော့ပဲကြည့်လိုက်တာပါအဲဒီတိုင်းပဲထည့်လိုက်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်လိပ်စာအပြည့်စုံရပါပြီဗျာကျွန်တော်တို့ဒီအောက်က under other details ဆိုနေရာမှာဘာမှမထည့်လိုက်ရပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ set at the view ဆိုလေးကိုနှိပ်လိုက်ပါဒီဟာနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့လက်ရှိနေတဲ့ location ကိုကျွန်တော် TikTok Shop မှာဈေးဝယ်တဲ့ခါကျရင်တန်းပြီးတော့ထည့်ပေးမှာဖြစ်ပါတယ်ဗျာဒီဟာကိုမနှိပ်ဘူးဆိုရင်တော့ကျွန်တော်တို့လိပ်စာကိုထည့်ထားတဲ့လိပ်စာတွေများရင်များသလောက်ယူပေးနေရပါမယ်လေအဲ့ကျွန်တော်ဒီနေရာမှာနည်းနည်းကြာမှဖြစ်တဲ့အတွက် set at the view ကိုနှိပ်ထားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဈေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ပြီးပါပြီဒါတော့ကျွန်တော်ရဲ့လိပ်စာကိုကျွန်တော်သိရတဲ့အတွက်တစ်စင်းကြီးထည့်သွားရုံပါပဲဟိုနေရာကိုမသိတဲ့သူတွေအတွက်လည်းကျွန်တော်တို့ကိုယ်ကနေတဲ့စာယူနည်းလေးကိုကျွန်တော်တစ်ချက်ပြပေးပါမယ်ဗျာအဲ့တော့လည်းဖွင့်ထားပါမယ်ကျွန်တော်တို့ location ဖွင့်မယ်ပြီးရင်တော့ကျွန်တော် Google Map ကိုနှိပ်လိုက်ပါဟုတ်ပါ Google Map နှိပ်ပြီးပါရင်ဒီ location လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဟုတ်ကဲ့ပါဒါဆိုရင်တော့ကိုနေရဲ့နေရာရောက်ရှိပါပြီကိုနေရဲ့နေရာမှာလိပ်စာထည့်ထားအတွက်တော့ပုံပြီးဆင်ပြရအောင်ဗျာဒါပေမဲ့ဒါမျိုးကရှားတတ်ပါတယ်ဗျာအဲ့တော့ကိုနေရဲ့နေရာရဲ့အနီးဆုံးဆိုင်ကန်းဖြစ်ဖြစ်ကျွန်တော်တို့အနားမှာရှိတဲ့ဖုန်းကြောင်းဖြစ်ဗျာအဲ့ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်ကတော့ကျွန်တော်နေရဲ့နေရာရဲ့အနီးဆုံးကဖုန်းကြောင်းဖြစ်တဲ့အတွက်ကျွန်တော်ဖုန်းကြောင်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ဟုတ်ကဲ့ပါနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်အောက်ကလေးကိုနည်းနည်းဆွဲတင်လိုက်ပါဒီနေရာမှာကျွန်တော် location ပုံလေးနဲ့ဒီမှာလိပ်စာလေးရှိနေပါတယ်ဗျာအဲ့တော့ကျွန်တော်အလိပ်စာကို copy ကူးလိုက်ရအောင်ပါဗျာဘာမှမလုပ်ပါဘူးနည်းနည်းလေးကြာလေးဖြည်းဖြည်း copy ကူးလိုက်ပါဟုတ်ကဲ့ပါ copy ကူးပြီးရင်တော့ကျွန်တော်တို့ TikTok Shop ထဲသွားပြီးတော့လိပ်စာကိုထည့်လိုက်ပါမယ်ဒီလိပ်စာအတိုင်းဆိုရင်တော့ကျွန်တော်တို့ထည့်ထားတဲ့ဖုန်းကြောင်းနောက်ပဲပစ္စည်းပို့တဲ့လူကရောက်လာမှာဖြစ်ပါတယ်အဲ့တော့ကိုကအနည်းမှာစောင့်နေရတဲ့ဖြစ်ထားတင်ပါတယ်ဗျာတကယ်လို့ကိုရင်ဒီကြလိုချင်နေဆိုရင်တော့ကျွန်တော်ပြောသလိုမီတာဖုန်းတို့ပါတော့မှတစ်ချက်ရှာကြံပြီးတော့ကြည့်ပါဗျာဒါကတော့ပို့ပြီးတိကျပါဗျာဒါကတော့အနည်းဆက်ဆုံးလိပ်စာပဲရရှိမှာပါဗျာတော့အိမ်နံပါတ်အတိအကျအခန်းနံပါတ်အတိအကျတော့ကျွန်တော်တို့အိမ်ရဲ့လိပ်စာတွေကိုမေးမြန်းသည်ဖြစ်စေအိမ်ရဲ့ကျွန်တော်ပြောရဲမီတာဖုန်းတွေမှာဖြစ်စေအဲ့ဒီကနေပြီးတော့ရယူနိုင်ပါတယ်ဗျာဟုတ်ကဲ့ပါဒါဆိုရင်တော့လိပ်စာထည့်ရတဲ့ပတ်သက်ပြီးအားလုံးသိပြီမယ်လို့ထင်ပါတယ်ဗျာထပ်ပြီးတော့ပစ္စည်းတွေကိုဘယ်လိုမှာယူရမလဲဆိုတာကိုပြောပြပါမယ်ကိုဝယ်ယူမယ့်ပစ္စည်းကိုချလိုက်ပါဟုတ်ပါကိုဝယ်ယူမယ့်ပစ္စည်းကိုတွေ့ပြီဆိုရင်ပစ္စည်းအောက်မှာကျွန်တော်ဈေးနှုန်းတွေတည်တည်ပါပါတယ်ဗျာ
ဒီဈေးကိုကြည့်ပြီးတော့ပစ္စည်းမှာမယ်ဆိုရင်တော့တစ်ခါလေအမှားနေတော့နိုင်ပါလေဗျာယောဂဈေးတွေကတော့တချို့ဟာတွေကတော့မှန်ပေမဲ့တချို့ဟာတွေကတော့ဈေးမှန်မှာမဟုတ်ဗျာဈေးကြီးတဲ့ပစ္စည်းတွေမှာဈေးနည်းတဲ့ပစ္စည်းကိုထည့်ပြီးတော့ကျွန်တော်ဈေးနည်းနေရတယ်ဆိုပြီးတော့ဒီနေရာတွေမှာတင်တက်ကြပါတယ်ဒါတော့ကျွန်တော်သတိပြုဖို့လုပ်ပါမယ်အဲ့တော့ဈေးအမှန်ကိုဘယ်လိုကြည့်ရမလဲဆိုတော့ကျွန်တော်တို့ကိုယ်ဝယ်မယ့်ပစ္စည်းကိုတစ်ချက်နှိပ်လိုက်ပါဟိုကကျွန်တော်ဒီ plan ကလေးကိုစမ်းပြပါမယ်ဗျာဒီမှာသူရေးထားတော့ဘတ်183ကနေပြီးတော့200တစ်ဘတ်တော့တွင်းလို့ရေးထားပါတယ်ဗျာဒါဈေးမှန်လားမမှန်လားဆိုတာရောအဲ့တစ်ချက်ကြည့်ရအောင်ပစ္စည်းတစ်ခုကိုမှကျွန်တော်တို့ကိုယ်ဝယ်ယူမယ့်ပစ္စည်းရဲ့ customer review ကိုအရင်ဆုံးကြည့်ရပါမယ်ကျွန်တော်တို့ customer review များတဲ့ဟာဆိုရင်ကျွန်တော်တို့ပစ္စည်းက50ရာခိုင်နှုန်းလောက်ကောင်းမွန်တယ်ပေါ့ဗျာတေးချတယ်ပေါ့မြန်မာအများစုလည်းမှားတာဖြစ်တယ်မြန်မာတို့တွေလည်းကျွန်တော်တို့ review ရေးထားကြလို့ရှိပါတယ်ဗျာအဲ့တော့ customer review တွေကိုကျွန်တော်ကြည့်ပြရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဈေးနှုန်းအမှန်တော့ကြည့်ကြရအောင်ဗျာကျွန်တော်တို့ select option ဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့မှာ flat ပုံစံနေနဲ့ flat အကြောင်းလေးရှိပါတယ်ဗျာ။ဒီ channel တရားပုံစံရေးချက်လိုက်ပါ။ပြီးရင်ကျွန်တော်တို့ flat size ကိုရေးလိုက်ပါ။ကျွန်တော်ကတော့ဒီ flat လေးဒီပုံစံလေးကိုပို့တော့ကြားဖြစ်တဲ့ဒီပုံစံလေးကိုရေးလိုက်ပါမယ်။ပြီးရင်ကျွန်တော် flat size 43ဖြစ်တဲ့43ကိုရေးလိုက်ပါမယ်။ပြီးတော့တရား quality ပါကျွန်တော်တို့ပစ္စည်းဘယ်နှခုယူမှာလဲဆိုတော့ကိုဒီအောက်မှာရွှေ့ရရပါတယ်။ပြီးရင်ဒါကတော့ကျွန်တော်ဈေးအမှန်ပေါ့ဗျာ။တန်းနေရတယ်ဒါပေမဲ့ပို့ပြီးတေချပါအောင်တော့ကျွန်တော်တိုင်နှောင်းကိုနှိပ်ကြည့်လိုက်ပါပြီးတော့ဒီပေါ်ဆုံးမှာတော့ဒါကျွန်တော်ထည့်ထားတဲ့ location ပေါ့ဗျာကျွန်တော် location ကရှားနေရဖြစ်နေလေဒီနေရာကိုပြောင်းပေးလို့ရပါတယ်ဗျာဒီတော့ဒါကတော့ကျွန်တော်တို့ဝယ်ယူရဲဆိုင်နံပါတ်ပါဒီနေရာမှာကျွန်တော်တို့ဆိုင်အောင်မဆေးပါပို့ပြီးတော့လည်းပစ္စည်းပါမတင်ရတဲ့ cancel လို့ပြုလို့ရပါတယ်ဗျာဒါတော့ကျွန်တော်ဈေးနှုန်းအမှန်ပါဗျာဟောဒါကတော့ developer တွေပါ developer တွေကကျွန်တော်တို့18 19လို့ရေးထားပါဗျာ18ရက်နဲ့19ရက်နေ့အတော်တွင်ရမယ်လို့ရေးထားပါတယ်ဗျာကျွန်တော်ဗီဒီယိုလောက်တာနဲ့နောက်ကျဖြစ်တဲ့အတွက်ကျွန်တော်18 19ကိုကြော်သွားပြီပေါ့ဗျာဒါပေမဲ့ပစ္စည်းတစ်ခုကအနည်းဆုံးကျွန်တော်တို့တန်းနေရအတွင်းမှာဆိုရင်စမှာရက်ကနေပြီးတော့3ရက်အတော်တွင်ရောက်တတ်ပါတယ်ဗျာအများစုပေါ့ဗျာတချို့ပစ္စည်းကြော်လည်းအရင်ကြတတ်ပါတယ်ဗျာပြီးတော့ဒါကတော့ကျွန်တော် data short discount ပါဒါကတော့ delivery free ပေးထားပြီးတော့ delivery free ပါပြီးရင်ကျွန်တော်တို့ order summary ကိုတစ်ချက်ကြည့်လို့ရပါတယ် order summary မှာ subtotal ဆိုတာကျွန်တော်တို့ဒီပစ္စည်းရဲ့တန်ဖိုးဖြစ်ပါတယ်ဗျာပြီးရင် shipping ဆိုတာကတော့ကျွန်တော်တို့ရဲ့ delivery ကပါ delivery ကတော့ free ပေးထားဖြစ်တဲ့အတွက်သူပြတ်ထားပါတယ်ဗျာအဲ့တော့စုစုပေါင်း200တစ်ပတ်ပဲကြာပါတယ်ဗျာပစ္စည်းတန်ဖိုးပဲပေးရပါမယ်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာကိုကဘာနဲ့ပေးစီမှာတော့ဆိုတာရွေးပြရအောင်မယ်ကျွန်တော်တို့ customer delivery ကိုနှိပ်ထားပါတယ်ဒီမှာ true money တွေရမယ်ကျွန်တော်တို့ line pay ရမယ် QR from pay တွေရမယ် mobile banking ဆိုလည်းမိချနဲ့တက်ရပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ဘန်လေးခုထိရှိပါတယ်။ဒီမှာ cable တို့ပါလို့ရှိပါတယ်ဗျာ။ဟိုကကျွန်တော်ကတော့အိမ်ရောင်းဝယ်ရှင်နဲ့မှာလိုက်ပါမယ်။အိမ်ရောင်းဝယ်ရှင်ဆိုရင်တော့ cash on delivery ကိုနှိပ်လိုက်ပါ။တော်တော်များများတော့ပစ္စည်းတော်တော်များများတော့အိမ်ရောင်းဝယ်ရှင်ရထက်ကြပါတယ်ဗျာ။ကျွန်တော်တချို့တော့ပစ္စည်းတွေကတော့ကျွန်တော်အိမ်ရောင်းဝယ်ရှင်တော့မရဘူးပေါ့ဗျာ။ဒါဆိုရင်တော့ကျွန်တော်တို့စောက်ဝယ်လို့ရပါပြီဗျာ။အားလုံး simple ပဲလို့မျှော်လင့်ပါတယ်။နောက် place order ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ order တင်ပြီးပါပြီ။ကျွန်တော်တို့ order မှာရဖြစ်တဲ့အတွက်ကိုယ်ကရရှိပါတယ်ဗျာဟုတ်ပါဒီနေ့မှာကျွန်တော်တို့ကိုပစ္စည်းကိုတက်ကြည့်မယ်ဆိုရင် view order ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီမှာကျွန်တော်တို့အပေါ်ဆုံးမှာစာကြောင်းလေးကြောင်းရှိပါတယ် order place ကတော့ကျွန်တော် order ထားခဲ့တာပါပြီးရင်တော့ကျွန်တော်တဆင်ချင်းစီကျွန်တော်တို့ order ရရှိတဲ့အချိန်ထိကျွန်တော်တဆင်ချင်းစီကိုသူဘာလုပ်နေလဲဆိုတော့ပြောပြမှာရှိပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ location မှာ location လို့ရပါတယ်ဗျာကျွန်တော်ဒီ location ဖြစ်တဲ့ time ထားလိုက်ပါမယ်ပြီးတော့ဒီမှာကျွန်တော် contact seller ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့အကြောင်းသူကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ဗျာတိုက်ရိုက်ပြောပြလို့ရပါတယ်ဒါကတော့အကောင့်ပါဗျာဒီအောက်မှာတော့ subtotal ပါကျွန်တော်တို့ပစ္စည်းစုစုပေါင်းပါဒါကတော့ order number ပါဒါကတော့ကျွန်တော်တို့ February 16ရက်နေ့မှာ order တင်တာပါဗျာပြီးရင်ကျွန်တော်တို့ payment method ငွေပေးရှိမယ်ပုံစံကတော့အရင်ငွေရှိဖြစ်တဲ့အတွက်အရင်ငွေရှိဆိုပြီးရေးထားပါတယ်ဗျာပြီးတော့ကျွန်တော်တို့ဒီအောက်ဆုံးမှာ sharing address ဆိုတာလေးရှိပါတယ်ဒါကတော့ကျွန်တော်လိပ်စာ share မှာဗျာဒီအောက်မှာတော့ cancel order ဆိုတာရှိပါတယ်ပြီးတော့ပစ္စည်းမှာယူပြီးတော့3နာရီ4နာရီတော့တွင် order ကို cancel လေးရပါတယ်ဗျာကျွန်တော်တို့လောဆယ်မလို့ဒီရက်တော့ပြင်ပြီး cancel လိုက်ပါမယ်အဲ့တော့ cancel order နဲ့လိုက်ပါမယ်ဒီနေရာမှာဒါဆိုရင်ကျွန်တော်တို့ရဲ့အကြောင်းပြချက်တွေကိုသူကမေးပါတယ်ကိုကဘာအတွက်ကြောင့် cancel ရတာလဲဆိုတာကိုဒီမှာမေးပါတယ်ဗျာဒီနေရာမှာကိုထည့်ချင်ထည့်ပြီးတော့ continue နဲ့လိုက်ရပါမယ်ဗျာဒါတော့မလိုအပ်ပါဘူးဗျာဒါဆိုရင်ကျွန်တော် continue website နေပြီးလိုက်ပါဒီနေရာမှာထည့်လိုက်ရပါတယ်ပြီး statement ကိုနှိပ်လိုက်ပါဟုတ်ပါဒါဆိုရင်တော့ကျွန်တော်တို့ canceling ဆိုပြီးတော့အပေါ်မှာကြားလာပါတယ်ပြီးအောက်မှာ order cancel your order has been cancelled ဆိုပြီးတော့ကျွန်တော်ရေးပေးထားပါတယ်ဒါဆိုရင်တော့ကျွန်တော် cancel ပြီးပေါ့ဗျာဒါဆိုရင်တော့အားလုံး simple ပဲလို့ပြောနေပါတယ်ကိုမှာယူရတဲ့ပစ္စည်းကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ဘတ်တစ်ချက်ထည့်ပြီးတော့ဒီအပေါ်ဆုံးလေးမှာ message ဆိုတာလေးရှိပါတယ်ဗျာ message ဆိုတာလေးကိုတစ်ချက်ထည့်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ပစ္စည်းမှာယူရတဲ့ history ကြားလာပါပြီကျွန်တော်ဒီမှာအပေါ်ဆုံးမှာဆောနာကျွန်တော်မှာယူထားတဲ့ပစ္စည်း cancel တာဖြစ်တဲ့အတွက်အပေါ်ဆုံးမှာကြားနေပါတယ်ဒီဘက်ကျွန်တော်မှာယူထားတဲ့ပစ္စည်းတွေပါဒီမှာတော့ကျွန်တော် fitness 2ရက်မှာထားရပေါ့ဗျာပြီးတော့လွှာတွေပါအပြင်နှစ်ချက်ပါရင်းဆောင်ပေါက်တွေအပြင်တော့ fitness တွေပါပဲနောက်ဖက်တွေပဲအများကြီးမှာဖြစ်ပါတယ်ဗျာဒီထဲမှာကျွန်တော်အဆင်မပြေရဆိုလို့နှစ်ချက်လေးတစ်ခုပဲရှိပါတယ်ဗျာနှစ်ချက်ကတော့300သိအဆင်မပြေပါဘူးဗျာဒီဟာလေးတို့ကျွန်တော်ရတော့အားလုံးအဆင်ပြေပါတယ်ဗျာဒါဆိုရင်တော့အားလုံးပဲအဆင်ပြေပဲလို့ပြောနေပါတယ်ဗျာအဓိကတော့ကျွန်တော်ပြင်ဆင်မအောင်မယ်ဆိုရင်တော့
customer review တွေကြည့်ရပါမယ်ကိုယ်ပစ္စည်းကိုတစ်ချက်ကြည့်ပြီးတော့တေချာစစ်ဆေးပါမယ်ပြီးရင်တော့ကျွန်တော်ပစ္စည်းဈေးနှုန်းကိုတေချာလေးရွေးချယ်ပြီးမှမှာယူစေချင်ပါတယ်ဗျာပစ္စည်းမှာဝေးဆိုရင်ပစ္စည်းကိုဘာလုပ်နေလဲဘယ်ကိုတင်ပေးလိုက်တယ်ဘယ်ရောက်ပြီဆိုတာအစားအကုန်လုံးကိုဒီညမှာကြားပေးနေမှာဖြစ်ပါတယ်ဗျာနောက်နိုင်ဆိုရင်ကျွန်တော် delivery ရဲ့ phone number ကိုပေးရပါတယ်ဗျာပစ္စည်းရောက်ခဏနေဆိုရင်နိုင်ဝက်လောက် delivery ရဲ့ phone ချိုးဆက်တာပါတယ်ဗျာအဲ့ချိန်မှာကိုမာယူရဲ့နေရာမှာစောင့်နေကြပါပဲဗျာစကားပိုင်းမတက်လို့ဆိုရင်တအားကြီးပြောကြမလို့ပါဘူးဗျာနည်းနည်းပါးပါပြောရလိုက်အောင်နေကြပါဗျာကိုထည့်တဲ့ location မှန်ဖို့ကအဓိကပါကိုထည့်တဲ့ location မှာနေတော့အဆင်မပြေနိုင်ပါဘူးဗျာဒါတော့ကျွန်တော်မာယူတိုင်းပစ္စည်း system မှာအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လုပ်ဖို့တောင်းဆိုပါရစေအားလုံးပဲအဆင်ပြေဖို့မျှော်လင့်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye